အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးနဲ့ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ကျွန်တော် WH question လေးနဲ့အဆက်ဖြစ်တဲ့ how ဆိုတဲ့စကားလုံးလေးကိုသုံးပြီးတော့မြေခွန်းတွေဘယ်လိုတည်ဆောင်လဲဘယ်လိုဖန်တီးလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးရမှာဖြစ်တယ်သုံးပြီးတော့ပထမလေးနေလဲဆိုရင်တော့ how ပြင်တူလောက်မှာ habit verb လိုက်တယ်ပြင် subject ပြင်ကျွန်တော်များသောအားဖြင့် main verb လိုက်တယ်တချို့အချိန်တွေမှာကျွန်တော် main verb လိုက်နေတယ်ဒီတခြားတော့ command လေးထည့်တယ်မဟုတ်ဒီ subject မှာပဲချက်တက်သွားတဲ့ခါမျိုးလေးရှိ okay how ကိုကျွန်တော်ဘယ်လိုနေရာမှာသုံးပြီးလဲ how ကိုတော့အနောက်မှာကျွန်တော်ဖော်ပြထားလို့လဲဘယ်လိုဆိုတဲ့အနေအထားမျိုးဘာဘယ်လိုမျိုးလို့ပြောတာလဲဆိုတော့တစ်စုံတစ်ခုကိုကျွန်တော်တာဂက်အနေနဲ့ထားရတယ် how ဆိုရင်ပြီးတော့သုံးပြီးမဲ့ခါမျိုးမှာပထမဆုံးတစ်ခါကြည့်မယ် how do you go to school မင်းကျောင်းဘယ်လိုသွားလဲ I go to school by bus or on foot ငါကျောင်းဘတ်စကားနဲ့သွားတယ်ဒါမှမဟုတ်လက်ထောက်သွားတယ် okay ဒီစမ်းသပ်ကိုကြည့်မယ်ဆိုရင်ကျွန်တော်အချိန်ကြီးနည်းအောင်ပြင်နိုင်တယ်တရက်က target ဘယ်လို target လဲဆိုတော့ to school နေရကိုယ့်ရဲ့ target ကကျောင်းကိုလုံးမှာပါလေတွားမှာဂျားထဲမှာတွားခြင်းဆိုတာ process ဖြစ်ပြီးတော့ target က to school ဖြစ်တယ် how ဆိုတဲ့စကားလုံးအသုံးပြုပြီးတော့မိကုန်းတွေဖန်တီးခြင်းနဲ့ခိုင်းမှာဆိုရင်အဲ့နှစ်ခုကလိုပါတယ်ဒါတော့ဒီထားမှချက်ပေါ့နော်ကျွန်တော်ပြောခဲ့သလိုပဲတချို့စာကြောင်းတွေမှာကမေးဘက်ပါပြီမယ်တချို့စာကြောင်းတွေမှာမေးဘက်ပါလို့အလားတူပဲအများစုမှာတော့ target နဲ့ process ကပေါ့ပါပါတယ်ဒါတော့မပါတဲ့ခါတော့ကျွန်တော်အောက်မှာဆက်ရှင်းမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ထုံးတယ်မယ်တွားတယ်ဆိုတဲ့အရာလောက်ဆောင်ရင်ကျောင်းမှာ target တွားတာဘယ်လိုတွားလဲဒီ process ကိုလုပ်တဲ့ပုံစံပေါ့အဲ့ဒါတော့ကျွန်တော် by bus on foot ဒါမှမဟုတ် by school bus ကျောင်းကားတွေဒါမှမဟုတ် by taxi နဲ့ဒါမှမဟုတ် by bicycle စပိန်နဲ့စသဖြင့်ပေါ့တနည်းတစ်ပုံနဲ့ okay အဲ့ဒါဆိုဒုတိယအကြောင်း how did you get rich မင်းဘယ်လိုချမ်းသာလာလဲဒီမှာလည်းအလားတူပဲချမ်းသာလာတယ်ဆိုတော့အရာတော့တားခဲ့တယ် process ကတော့ဂျားထဲမှာဘယ်ပုံဘယ်နည်းဘာဆိုဖြစ်နိုင်လဲအဲ့ process ကိုဘယ်လိုပုံစံလေးဆိုတော့ကျွန်တော်တို့ဖော်ပြခြင်းနဲ့ခါမျိုးမှာဆိုရင် how အောင်တုံးတူတယ်တနည်းပြောရတော့ကျွန်တော်ဂျားထဲကဖြတ်တန်းတဲ့ပုံစံဘယ်လိုလဲဆိုတာနောက်ဆုံးတက်ကတေးကြတယ်သူကချမ်းသာလာတယ်ဒါပေမဲ့ချမ်းမသာလာခင်ချမ်းသာလာမယ့်အချိန်အထိဂျားထဲမှာသူဘယ်လိုဖြတ်တန်းနေလဲအဲ့တော့ကျွန်တော်တို့ဒီကသိခြင်းဒီမှာဆိုရင် I got rich by working hard ငါအလုပ်ကြိုးစားပြီးတော့ချမ်းသာလာနောက်တော့လေ I got rich with a lottery ငါဖြီးနဲ့ချမ်းသာလာနောက်တော့လေဟောပေါ့ I got rich by poker ငါဖဲရပြီးတော့ချမ်းသာလာအနေနဲ့မျိုးရတယ်ချမ်းသာလာဆိုတာကျွန်တော်တို့တွေမှမဟုတ်ဘူးစီးပွားရေးလိုပဲဖြစ်လာမသားဆောင်ပဲဖြစ်မျိုးစုံဖြစ်နိုင်တယ်ဒါပေမဲ့တေချာတခုကအဲ့ဒါတွေကအကြောင်းပဲချက်ဒီကိုတည်နေတဲ့ခါမှာလည်းကျွန်တော်ဟောင်းနေမိတယ်ဖြေတဲ့ခါမှာမျိုးတော့ဖြစ်ပါနေပြီ okay နောက်တစ်ခုအနေနဲ့ကျွန်တော်ဒါတော့ခုနကပြောခဲ့တဲ့ဟာလေးပြန်ပြီးတော့ရှင်းတာပေါ့နော်တချို့စကားလုံးတွေမှာမေးမှမပါဒီမှာတော့ကျွန်တော်မေးဖတ်ထည့်တာ how are you doing okay how are you doing မှာတော့ drill လေးကိုဖြောင်းပြီးဖြေနေမယ် how are you အဲ့ဒါကဘာခေါ်လဲဘာမှမဟုတ်ဘူးပဲဒီစုံတယောက်ကနေကောင်းလားမေးနေချင်တားခက်ကနေကောင်းနေအခုလက်ရှိအချိန်သူနေကောင်းနေလားဆိုတော့မေးနေတယ်အချိန်ကဘယ်လိုလဲဆိုတော့သူ့ကိုနောက်ဆုံးတွေ့ခဲ့တဲ့ဂျားရဲ့ process ကဘယ်လိုလဲဆိုတော့သူ့ရဲ့နောက်ဆုံးအချိန်ပေါ့သူ့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကနေစပြီးတော့အခုအချိန်အတွင်းသူဘယ်လိုနေကြလဲဆိုတော့ကိုယ်သိချင်တဲ့ခါမျိုးမှာမေးတယ်တုံးတဲ့တိုင်းအဲ့ဂျားရဲ့ကာလာ process ဖြစ်ပြီးတော့အခုလက်ရှိကကောင်းလားမကောင်းလားဆိုတော့ကျွန်တော်တို့တားခက်အနေနဲ့ထားတယ်မေးတယ် how are you doing ဒါမှမဟုတ် how are you နေကောင်းလား I'm doing fine or I'm fine nothing big ဒါတော့ကျွန်တော်ပုံမှန်ပြောလို့မျိုးမိဘမပါဖြစ်တဲ့အနေအထားမျိုးကိုရှင်းပြခဲ့တာအခုအနေနဲ့ how about you ဒါတော့ကျွန်တော်ဒီ how are you ဆိုတဲ့မိဘလေးတွေပဲတွေ့တော့ဥပမာအနေနဲ့တရားကိုမြင်တယ် how are you doing ဒါမှမဟုတ် how are you I'm doing fine I'm fine and how about you မေရောဘယ်လိုလဲဒီကောင်ကကျွန်တော်အတိအကျအနေနဲ့ရေးတာမဟုတ်ဘူးဒီ WH question ဆိုတဲ့အတိုင်းဆိုမယ်ဒီကောင်ကကျွန်တော်တို့ဖြေချတဲ့ခါမျိုးတွေမှာပဲပြန်သုံးတယ်ဖြေချရဲဆိုတာတဲ့မေခွန်းနဲ့ပြန်ပြီးတဲ့အခါ how about you မင်းကဘယ်လိုလဲဒီမှာပါတဲ့ယူကတော့တနည်းအားဖြင့်ဆိုတော့ object ပါ subject မဟုတ်ပါဘူး object ဆိုတာကျွန်တော်ပြောမေခွန်းမေးတဲ့ခါမှာဆိုတော့ he ဆိုရင် him she ဆိုရင် her we ဆိုရင် us အဲ့လိုအနေထားမျိုး object မှာရှိတဲ့စကားလုံးတွေနဲ့ပဲသုံးလို့ရပါမယ်ဒါတော့ဒီထားမှာချက်ပေါ့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီတော့ way တွေပေါ့ဒီ process တွေကိုဘယ်လိုဖြတ်သန်းဘယ်လိုလုပ်လဲဆိုတဲ့ဒီလမ်းတွေကိုပြောကြတဲ့ခါမှာဆိုရင် by နှလုံးနဲ့တော့သုံးတာမဟုတ်ဒီမှာဆိုကျွန်တော် by bus
ဆိုပြီးတော့တုံးတယ်ဒီမှာဆို on food ဆိုပြီးတော့ on ကြီးဖြစ်သွားတယ်အဓိကဂျားတဲ့နီးကြောင်ပေါ်ပြနေတာဖြစ်တယ်လို့များသောအားဖြင့်တော့ဘိုင်းကိုတုံးပြတယ်ဒါပေမဲ့တချို့အနေတိုင်းမှာဆိုရင်တော့ဖွင့်တဲ့တုံးပြရရှိဥပမာနဲ့ဒီမှာ I go to school with a bicycle ရှားလာပဲငါကြောက်စပိန်တစ်စီးနဲ့သွားတယ်စပိန်စီးသွားလည်းဖြစ်နေသူစပိန်ကိုတုံးပြီးတော့သွားနေရတယ်ဖြစ်နေဒါမှမဟုတ်လက်မစပိန်ကောအောင်လို့ပေါ့နော်အဓိကအကြောင်းရောက်သွားတာစပိန်နဲ့ရောက်သွားတယ်အဲ့လိုနေထားမှာဆိုရင်ဖွင့်တဲ့ကလုံးနဲ့တုံးလို့ရတာပဲဒါပေမဲ့ခုနကပြောလို့ငါသွားဖြစ်တော့ဘိုင်းတုံးတယ်နောက်ဆုံးအနေနဲ့ because of အချိန်မှာကျွန်တော် why ကိုဖြေတော့ because of နဲ့ဖြေလို့ပြောခဲ့ပေမဲ့ဒီမှာလည်း because of နဲ့ဖြေဥပမာနဲ့ကျွန်တော်ဒီစာကြောင်းနေဖြေ how did you get rich ဘယ်လိုထမ်းလာခဲ့ရလဲ I got rich because of lottery ငါဖြေချောင်းထမ်းလာတာအကြောင်းပြချက်ပဲသုံးတဲ့နိုင်ငံကျွန်တော်နီလန်းဆိုတဲ့အတိုင်းပဲနီလန်းဆိုလည်းအကြောင်းပြချက်တစ်မျိုးပဲနီလန်းနဲ့အကြောင်းပြချက်ကဘာကလဲဆိုရင်ဘာမှမကွာဘူးဒါပေမဲ့why နဲ့ဟောင်းမှာဘာကွာခြားချက်ရှိတယ်ဆိုရင် why ကကြတော့လုံးဝအကြောင်းပြချက်တစ်ခုလုံးသိချင်တာဖြစ်ခဲ့တဲ့ process တွေအကုန်ဟောင်းကကြတော့အဲ့လိုမဟုတ်ဘူးဒီ process တွေကမှာဘလို့ဘယ်ပုံဘယ်နည်းဆိုတဲ့အဓိကအချက်ကိုပေါ့ main point မှာသိချင်တာဖြစ်တဲ့အတွက်ဟောင်းနဲ့မေးတဲ့မိကုန်းတွေကပို့ပြီးတော့လိုရင်းဖြေလို့လွယ်တယ် why လိုမျိုးအကုန်ပြန်ပြင်နေတာမလို့ပြီးတော့ဒီဟောင်းနဲ့မေးတဲ့မိကုန်းတွေမှာဟုတ်သေးတာပဲအချက်တနည်းပြောရင်ဖြေတဲ့အခါပေါ့ဖြေတဲ့ခါတော့ကျွန်တော်တို့များသောအားဖြင့်ဒီနောက်ဆုံးဟာလေးပဲဖြေလိုက်တာများပါတယ်အတူကောဖြေတာမျိုး Oh how do you go to school by bus by taxi on foot ဒီလောက်နေဖြေလို့ရဒီတိုင်းကိုစာကြောင်းကြီးပြန်ခောက်တယ်ပါညာ grammar တွေပဲလို့များသောအားဖြင့်ဒီမှာဆိုတဲ့ကားတွေပဲ how did you get rich of course တေချာတော့ because of course ပြီးရင်တော့ full stop ဆက်လိုက်ပြီတေချာတော့ because of lottery ကြည့်ကြတောင်းလို့လေ by working hard ကျိုးသားလို့ငါဒီနေရာရောက်တာတောင်းလို့လေ because of a great business တောင်းလို့လေအရှင်ကောင်းတဲ့စီးပွားရေးတစ်ခုကြောင့် because of with by တခြားဒီကလုံးတွေတော့သုံးရတယ်ဥပမာအနေနဲ့ train တဲ့အနေနဲ့လို့ on food တွေကောင်လေးရှိတယ်အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာတော့ on food တွေမျိုးပဲဖြေထားတယ်ကျန်တဲ့ဟာတွေကတော့ကျွန်တော်ဒီ focus ပိုင်းရောက်မှာပဲဒီစားလေးဆက်ပြီးတော့ပြပါပါမယ်ဒီဟောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြခဲ့တယ်တော့ပါပဲအားလုံးပဲဒီကနားရနေမယ်လို့လည်းပြောနေပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့နောက်တဲ့ဗီဒီယိုဒီမှာတွေ့ကြပါမယ်အားလုံးပဲပါမယ်ပါ